မင်္ဂလာပါချစ်တို့ရေအခုကကြတော့စန်းတို့ကငွေဆောင်ကန့်ချေကိုရောက်နေပါတယ်ဒါကစန်းလေပထမဦးဆုံးအခောက်ပဲငွေဆောင်ရောက်ခုပါတယ်ဆိုတော့ဒီနေ့ကတော့ဖေးလာကြုံပြီးပါတော့အလဲကကျွန်းတွေကိုလိုက်လဲမှာဖြစ်ပါတယ် let's go လိုက်ခဲ့အောင်နော် yeah တော့နေပါပြီအော်မိုင်းရဲ့ပတ်တရားထက်တော့မိုင်းနေပြီနော်တရားအာမိုင်းရဲ့ချစ်တို့ရေတော်တော်ကြီးတာချစ်တို့ရေတော်တော်လေးလှတယ်ဝါအခုကတော့စန်းတို့ကဒါကလိုက်ကျုံးလာကိုအော်မဒါကတော့ပါဒါကတော့ငှက်ကျုံးကိုစန်းတို့လေကားအယမ်းမဲ့တယ်လေကားတက်ပြီးတော့မှပုံမှာပုံတော့ရိုက်မှာဖြစ်ပါတယ်ပုံရိုက်ဖို့အတွက်အလှပြင်လာခဲ့တာဒီရောက်တော့လေတောင်တက်နေရပြီအပ်လို့တကိုက်ပါလေသူကတော့အောက်ဆင်းမှာဖြစ်ပါတယ်ရေကူးမှာဖြစ်ပါတယ်ဆန်းကတော့အောက်ကရေငုပ်လို့မရသေးဘူးဒီမှာမျက်နှာကကြတော့တလလို့မပြည့်သေးဘူးဆိုတော့လေခွဲထားတဲ့အရာကကြတော့နည်းနည်းဟိုအရင်တော့အနာကတော့အနာပြော့နေသေးတယ်အဲ့ဒါကြောင့်အောက်မဆင်းရဲကွယ်နှမျောလိုက်တာအရင်လားချစ်တယ်ခေါင်းချလိုက်လေဝူးကန်းချေသွားရတယ်ဆိုတော့ဆန်းကပုံရိုက်တဲ့အချိန်မှာဆိုရင်လည်းအသားရည်ဖြူရအောင်နောက်တော့နေပူထိလို့ရှိရင်လည်းအသားရည်မမဲရအောင် SPF လည်းပါတယ်ချစ်ချင်းဖြူတဲ့ cream လေးကိုလိမ့်မှာဖြစ်ပါတယ်ဒီကောင်ကလေရေဆိုထိလို့ရှိရင်လည်းလုံးဝမပြတ်ဘူးเนาะရေဆိုလက်ခံတယ် Oh my god တွေ့လာဒီမှာปืนดูเลยချက်ချင်းဖြူว่าဒါလိမ့်ထားတဲ့ဘက်เนาะဒါမလိမ့်ထားတဲ့ဘက် okay เนาะအခုကဒီကောင်ကလေဒီကောင်ကကြတော့အပြင်သွားတာပဲဖြစ်ပေါ့เนาะအပြင်သွားတာဖြစ်နေဘူးခံတယ်ပဲဖြစ်ပေါ့เนาะဒါကိုလိမ့်ပေးပါရေချိုးတဲ့အချိန်မှာဆိုရင်လေနေရောင်ထိထားတဲ့အသားရေမညီတဲ့ဟာတွေဆိုရင်တော့ဒီသူ့အိတ်အသားဖြူစပြားလေးနဲ့ရေချိုးပေးရမှာဖြစ်ပါတယ်စပြားကိုအရင်သုံးပြီးတော့လို့ရှိရင်ဒါကလေးကိုလိမ့်ရမှာဖြစ်ပါတယ် okay ဘယ်ဘက်တော့အသားကိုလိမ့်တော့ပုံမိနေเนาะနေဘလောက်ပဲပူအသားရေဘလောက်ပဲပစ္စည်းဒါကိုဒီစပြားလေးနဲ့ရေချိုးလိုက်လို့ရှိရင်တော့လုံးဝကြောက်ပဲတော့ဖြစ်ပါတယ်ဒီတစ်ဆောင်လုံးเนาะလူချင်းလို့ရှိရင်တော့မှာလို့ရပါတယ်Okay ใส่ผมมาก
လာ